လူတယောက်ဟာဘလောက်ထိရွတ်သွတ်သွားရင်ကိုယ့်ကိုမွေးဖွားပြီးခဲ့တဲ့ဖခင်အရင်ကိုကိုယ်တိုင်ပြန်လှုပ်ကျင်နိုင်သွားမလဲ1628ခုနှစ်အင်းဝနန်းတော်အတွင်းမှာမြမသမိုင်းတွေကအမောင်ဆုံးညတညစတင်ခဲ့ပါတယ်။ဒါဟာစိတ်ကူးရင်ဇလန်းတစ်ပုဒ်မဟုတ်ပါဘူး။မြမသမိုင်းမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။မြမသမိုင်းမှာပိတုကာတာမင်းတွေအများကြီးရှိခဲ့ပေမဲ့1628ခုနှစ်အင်းဝနန်းတော်ထဲမှာဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်ကတော့အစမ်းပြေဆုံးနဲ့အထူးဆန်းဆုံးပါပဲ။နိုင်ငံရဲ့အနာဂတ်အလင်းတိုင်းလိုပြည်သူအားလုံးနဲ့နန်းနွဲငါသတ်မှတ်ထားခဲ့တဲ့အိရှိတ်ဆန်မင်းသားမင်းရဲတိပသူဟာဘာကြောင့်တညရဲနဲ့ညောင်ရင်ခေတ္တမရဲ့အဆိုးဆုံးပိတုကာတာမင်းသားဖြစ်သွားခဲ့ရတာလေ။ဒါဟာအာဏာကြောင့်လား။ဒါမှမဟုတ်ရှင်မွတ်ဆိုတဲ့အင်မတန်ချုံမောလှပတဲ့အမျိုးသမီးပေါ်ထားရှိခဲ့တဲ့သူ့ရဲ့အချစ်ကြောင့်လား19ရာစုခေတ်ညောင်ရမ်းမင်းဆက်ရဲ့ဒုတိယမြောက်ဘုရင်မဟာဓမ္မရာဇသမိုင်းထဲမှာတော့သူ့ကိုအနောက်ဘက်လုံမင်းရဲ့လို့လူသိများပါတယ်သူဟာအင်းဝနန်းတော်ရဲ့အနောက်ဘက်မှာရှိတဲ့ယာယီတဲထဲမှာကံမကုန်ခဲ့ရလို့အနောက်ဘက်လုံမင်းရဲ့လို့ဆိုခဲ့ကြတာပေါ့နောက်ဘက်လုံမင်းဟာညောင်ရမ်းမင်းဆက်ရဲ့ဘုံကံကြီးပြီးအရေးချင်းရှိတဲ့အထွတ်ထိပ်ဘုရင်တစ်ပါးပါသူဟာနေချက်ပေါ်တူဂီပြည်ကိုနှိမ်နှင်းပြီးတော့တိုင်းပြည်ကိုပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အဲဒီခေတ်ကအင်းဝဟာဆိုရင်အရှေ့တောင်အာရှမှာအင်အားအကြီးဆုံးနိုင်ငံတွေထဲကတစ်ခုပေါ့။ဒီရဲ့တောင်းတော့မင်းရဲ့ထိပ်ပါဟာလေအာမန်မင်းသားတစ်ပါးမဟုတ်ပါဘူး။ကံမှုတိုက်ပွဲဈေးမဲ့တိုက်ပွဲတွေမှာသူ့ရဲ့ဖခမဲတော်နဲ့အတူရှေ့တန်းကနေတိုက်ပွဲဝင်ခဲ့တဲ့သူ့ရဲ့ကောင်းမင်းသားတစ်ပါးပါ။ဒီလူတွေဟာလေသူ့ကိုအရေးချင်းပြီးသွားတဲ့နောင်တက်မဲ့ဘရင်အဖြစ်ညုံနဲ့ထောက်ခံနေကြတာပေါ့ဒါပေမဲ့ဒီအလင်းရောင်ကိုမျိုးသမီးတယောက်ကအမောင်နဲ့ဆွဲချလိုက်လိမ့်မယ်ဆိုတာဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူးရှင်မို့သူဟာအနောက်ဘက်လုံမင်းရဲ့မူလို့တော်ငယ်တူကလက်ပတ်တလောက်ညှို့တဲ့ပြင်းတဲ့သူမဟာမင်းရဲ့ဒိဗ္ဗရဲ့နှလုံးသားကိုနှဆာနိုင်ခဲ့ပါတယ်စဉ်းစားကြည့်ပါအကမဲတော်ရဲ့ကိုလုတ်တော်ဇနီးနဲ့သားတော်ဖြစ်သူဟာတိရစိတ်မြစ်တာမျှနေကြတယ်ဒါဟာနန်းတွင်ဥပဒေလူမှုစီမင်းအားလုံးကိုချိုးဖောက်တဲ့မဖြစ်တဲ့အချက်ပါပဲဒီလိုအချက်ဟာနန်းတွင်ထဲမှာတူတူတပုံကြဲကြဲတမျိုးနဲ့ပြန့်နှံ့လာပါတယ်နောက်ဆုံးမှာတော့ဒီကြီးရဲ့နားထဲကိုရောက်သွားပါတော့တယ်နောက်ဖက်လူမင်းဟာဘောဓအမျက်ချောင်းချောင်းထွက်ခဲ့တယ်။ငါသားတော်ကိုမနှက်ဖြံမှာငါကိုယ်တိုင်သိရင်မယ်ဆိုတဲ့ကြေညာချက်ဟာမင်းရဲ့ဒိဗ္ဗအတွက်တော့ဒီမိတ်လိုပါပဲ။နန်းစည်းစိမ်အချစ်နဲ့အသက်ဘယ်ဟာကိုရွေးမလဲဆိုတဲ့မိကုန်းဟာသူ့ရဲ့ရှေ့ကိုရောက်ရှိလာပါပြီ။အိရှိစံမင်းရဲ့ဒိဗ္ဗသူဘယ်လန်းကိုရွေးမလဲ။1628ခုနှစ်ဇူလိုင်လ9ရက်ဝါဆိုလာဇန်9ရက်ညတကားရေကဘာတစ်ခုလုံးမိုးတွေတဲတော်စွာရွာသွန်းနေတဲ့အချိန်ပေါ့မင်းရဲ့ဒိဗ္ဗဟာသူ့ရဲ့လက်ရွေးစင်လူယုံ9ယောက်နဲ့အတူဘီရင်ကြီးရဲ့အိတ်ဆောင်လေးကိုကျူးကျော်ဝင်ရောက်ခဲ့တယ်အဲ့ဒီအချိန်မှာအနောက်ဘက်လုံမင်းဟာတိမ်မောကျနေခဲ့တာပေါ့စက္ကန့်ပိုင်းအတွင်းမှာပဲဒီကနန်းတော်ရဲ့သမိုင်းဟာသွေးနဲ့ရေးသားခံလိုက်ရပါတော့တယ်သမိုင်းမှတ်တမ်းအချို့မှာတော့ဘရင်ကြီးဟာသားတော်ဖြစ်သူရဲ့မျက်နှာကိုမြင်လိုက်ရပြီးသားတော်မင်းဒါကိုလှုပ်ရက်လေချင်းရဲ့လို့နောက်ဆုံးစကားဆိုသွားခဲ့တယ်လို့တော့ဆိုကြပါတယ်။ဒါဟာနန်းစည်းစိမ်နဲ့အာဏာကိုလိုချင်လို့လားဒါမှမဟုတ်ရှင်မွတ်ကိုကာကွယ်ဖို့နဲ့ရယူဖို့အတွက်လားဟုတ်အသက်ကိုကာကွယ်ဖို့အတွက်လားအဖြေကတော့မင်းရဲ့ဒိဗ္ဗရဲ့ဓာဖျားမှာပဲပြန်ရစ်ခဲ့ပါတော့တယ်မင်းရဲ့ဒိဗ္ဗဟာဖခင်ကိုလှုပ်ကြံပြီးနန်းတက်နိုင်ခဲ့ပေမဲ့လူချင်းရခြင်းနဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုတော့မရခဲ့ပါဘူးပြည်သူတွေနဲ့မုန်းဘက်တွေကသူ့ကိုတိတုဂါဒမင်းဆိုလိုတာကဖ
ခင်တက်တဲ့မင်းလို့ကဲ့ရဲ့ရှုတ်ချကြတယ်ဒီသူလူထုနဲ့နန်းနှင်းရဲ့ထောက်ခံမှုဟာခဏအချင်းမှာပဲပျောက်ကွယ်သွားပါတော့တယ်ဒီနေ့အကြာမှာတော့သူ့ရဲ့ဘာကြီးတော်တာလွန်မင်းဟာပြည်မျိုးကနေခြိတက်လာပြီးတော့အင်းဝါကိုသိမ်းပိုက်လိုက်ပါတော့တယ်အဲ့ဒီနောက်မင်းရဲ့ဒိဗ္ဗဟာဖန်ဆီးခံရပြီးရေထဲချစီရင်ချင်းခံရရတယ်နန်းသက်တစ်နှစ်နဲ့တစ်လဒါဟာအချစ်အတွက်ပေးဆက်လိုက်ရတဲ့တန်မိုးလားအဲ့ဒီအချိန်ကစလို့ရှင်မွတ်ဆိုတဲ့ကိုလို့တို့အမျိုးသမီးဟာလည်းသမိုင်းစာမျက်နှာတွေကနေအစအနမကြံပျောက်ကွယ်သွားခဲ့ပါတော့တယ်ကြံရစ်ခဲ့တာကတော့သွေးဆိုးခဲ့တဲ့ညဝနန်းတော်ရဲ့ဥနေခဲ့တွေပါပဲမိတ်ဆွေတို့ရောဘလို့ထင်ပါသလဲမင်းရဲ့ဒိဗ္ဗဟောင်းရှင်မွတ်ကိုတကယ်ချစ်လို့ဖခင်ကိုတတ်ခဲ့တာလားငါမဟုတ်ရှင်မွတ်ဆိုတာသူအာနာသိနန်းတက်ဖို့အတွက်အသုံးချခဲ့တဲ့အကြောင်းပြချက်တသက်ပဲလားသမိုင်းဆိုတာတစ်ခါတရံမှာဒဏ္ဍာရီထက်ပိုပြီးစမ်းကြတတ်ပါတယ်အခုလိုမြမသမိုင်းတွေကစိတ်ဝင်စားစရာလှုပ်ဝက်ချက်တွေကိုစပီနာဆင်ကျင်နေဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်ဘယ်လိုသမိုင်းတွေနဲ့သမိုင်းတွေကလှုပ်ဝက်ချက်တွေအကြောင်းအရာတွေကိုသိကျင်တယ်လဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ